ကဲဗရာတော်ဒီနေ့မှာတော့ကျွန်တော်ရဲ့အထူးဧည့်သည်ဖြစ်တဲ့ကျွန်တော်ရဲ့အဖေရဲ့တူတွားဆောင်မယ်ဗျာဒီပွဲမှာကျွန်တော်ကဟိုပေါ့ဂျူလီယန်ကိုင်မယ်အီတာချီဂျူလီယန်ကိုင်မယ်ကျွန်တော်ဖာဒါကြီးကဓာတ်ပုံဆရာကွာသူကဓာတ်ပုံရိုက်တဲ့နေရာမှာစောင်ရမ်းထားကြတာကြည့်လိုက်ကဲဗရာတော်ကျွန်တော်ဖာဒါရဲ့နာမည်ကိုရှို့နော် Zybos Father ကြည့်ရုပ်ကိုရှို့ဟဲ့ဟို profile ချင်းကတူပဲနော်ဖာဒါကြီးနဲ့ကျွန်တော်ကဲ let's goရောက်ရင်ငါဖားတဲ့ရုပ်ကိုငါလက်တီထိုးအပြစ်မထိုးလို့မရလို့ဂိမ်းထဲမှာထိုးတာကဲ let's go ဖားတိုင်းကြွတော့မှာရောက်ရင်နမကြီးအစိမ်းကွာ Zybos Father တဲ့ရောက်ရင်人は誰もが己の知識をအဖေခဏလေးနော်အဖေဒီမှာချက်ချိုးလာရောရမယ်ကျွန်တော်ဖားတိုင်းရုပ်ဘက်မှာဆောရောရမယ်ငါဖားတိုင်းရုပ်တက်ချင်တာရောရမယ်ရောက်ရင်ဓာတ်ပုံရိုက်တာမိုက်တယ်ကွာရောက်ရင်ဟုတ်တယ်ရောက်ရင်တားဖမြောက်တယောက်တကောင်းစီကေးတာဟုတ်တယ်ဟာအဲ့ဘယ်ရောက်သွားရပြီအဖေဘယ်တွေသွားနေတာတော့ဖေရှော့ရမယ်ရလောက်ပါအောင်အဖေကဲပါအောင်အဖေအဲ့အောင်ရင်အဖေကဟိုဘက်မှာမီယန်နဲ့တိုင်ပတ်နေတာလေငါလိုမျိုးအဖေမျိုးအပေါ့ငါရဲ့အဖေလိုမျိုးအဖေမျိုးရှိကြလားရော့ညောင်ကြီးစောင်းရမ်းကျန်းတဲ့တာဖနောက်ကြရင်တာဖမြောင်ရဲ့တွဲလုံးနေဒါလိုက်မယ်ဒါတို့ချက်စောင့်ကြည့်လိုက်နော်ငါဖားတိုင်းကဆေးထိုးမလားမသိဘူးနောက်ပွဲကျဆေးထိုးမယ်နဲ့သူကဲဗရာဒါတို့ရေ၄လပိုင်း10ရက်နေ့ကနေစပြီးအင်္ဂေး test တွေကိုပြီးအောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ Naruto skin trial ကတ်တွေအခုပြထားတဲ့ small offer တို့ပါညာရရှိမှာပဲဖြစ်ပါတယ် Naruto event အသစ်ကတော့ရောက်ရှိလာပါပြီဂူရှင်ဂျူလီယန်တို့ရဲ့ Naruto skin အသစ်အပြင်အရင် Naruto skin အဟောင်းတွေနဲ့တခြား item တွေလည်းပါဝင်ပါတယ် Naruto skin တစ်ကောင်ကို coin 1200ကုန်ကျမှာဖြစ်ပြီးအခုပြထားတဲ့ item တွေကိုလည်း coin alike လဲလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဖားတာဝါတိုင်းလည်းပြန်လာပါပြီဖားတာဝါတိုင်း loading screen အပြင်ရုပ်ထုနဲ့ profile gift တွေလည်းပါဝင်ပါတယ်ဖားတာဝါကို coin 1200နဲ့လဲလို့ရမှာဖြစ်ပြီး loading screen ကိုတော့ coin 800အပြင်တခြား item တွေကိုလည်း coin alike လဲလို့ရမှာပဲဖြစ်ပါတယ် free ရမယ့် skin ဖြစ်တဲ့ Village Epic နဲ့ Veil ရဲ့ Gara ကိုတော့ daily test နဲ့ spear test လုပ်ရင်မိတောက်လေးတွေရရှိမှာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ training လုပ်ရင်းနဲ့မိတောက်လေးတွေစုရမယ်ပုံမတူတာရွေးရတာရဲ့ Ninja Hansa ရဲ့နဲ့ကျိုးရမှာသွားနေတာလေးကိုပြရမှာဖြစ်ပါတယ်မိတောက်တွေကိုစုပြီးရင်တော့ကျွန်တော်အခုပြထားတဲ့ point like reward တွေကိုရရှိမှာပဲဖြစ်ပါတယ် point 1000ရောက်ရင်တော့ကျွန်တော်တို့ free skin ဖြစ်တဲ့ Veil ရဲ့ Gara နဲ့ Village Epic skin ကိုရွေးချယ်ပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ်